2009 စက်တင်ဘာလတန်ဃာတော်များ၏ရွှေဝါရောင်တော်လှန်ရေးကြီးဆင်နွှဲပြီးသည့်နောက်မြန်မာပြည်တွင်လက်တလောထူးထူးခြားခြားဖြစ်ပွားလာသည့်ကိစ္စကတော့မန္တလေးရွှေပြည်တော်ရှိရတနာပုံစည်းကြီးမီးဟုံးတောက်လောင်ရသည့်ကိစ္စဖြစ်ပွားလာရပါတယ်နာဖစစ်အုပ်စုဟာနိုင်ငံရေးအကြက်တဲတစ်ခုကြုံလာတိုင်းရုံမာကောက်ကျစ်တဲ့နီလန်းတွေနဲ့လူထုစိတ်ပြောင်းအောင်တစုံတစ်ခုကိုဖန်တီးလေးရှိပါတယ်ဒီမီးလောင်မှုကြီးဟာနာအဖရဲ့သတင်းမီဒီယာမှာကြဲပြန့်ဖော်ပြခြင်းမရှိတော့လေယခုကဲ့သို့ဤမီးလောင်မှုဗီဒီယိုအခွေထွက်လာခြင်းအပေါ်မြန်မာပြည်သူလူထုတရက်လုံးတန်တရားဖြစ်နေကြပါတယ်ဒီမီးလောင်မှုဗီဒီယိုအခွေမှာဖော်ပြချက်အများစုကတော့နာအဖအစိုးရလက်ကင်တုပ်ဖြစ်တဲ့စစ်တပ်ရဲမိသက်ကြမ်းဖို့တွေနဲ့ပူပေါင်းပြီးပြည်သူလူထုရှေ့မှာတက်ဆွန့်ဆံပြားတနတ်တကားကားနဲ့ငင်းငင်းတက်နေတာကိုယခုလိုမြင်တွေ့ရပါတယ်ခင်ဗျာဒါကြောင့်ဒီမီးဟာတော်ဆလောင်ခဲ့တဲ့မီးလားတမင်တကာဖန်တီးလို့လောင်တဲ့မီးလားဆိုတာတန်မြရှိကြပါတယ်